ပြင်သစ်နိုင်ငံရောက်မြန်မာတော်ဝင်တန်တမန်တဦးရဲ့ရှားပါးအယောင်ချဲဓာတ်ပုံကိုမြင်ဘူးကြသလားသူကတော့1882 1883ကင်းဝင်မင်းကြီးရဲ့ပြင်သစ်ခီးစဉ်မှာတလက်အဖြစ်လိုက်ပါခဲ့ရတဲ့စာရေးတော်ကြီးဦးချိန်ပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူဟာမြေထဲလာမျိုးစားအနေမျိုးမင်းလာစေရသူဟာဆိုတဲ့ဖွဲ့ထူးတွေနဲ့ထင်ရှားခဲ့သူပါဒီပုံကိုတေချာကြည့်ရင်သူ့ရဲ့ရင်ဘတ်မှာပြင်သစ်နဲ့အီတလီဘရင်မင်းမြတ်တွေကိုယ်တိုင်ချီးမြှင့်ခဲ့တဲ့ရင်တိုင်းတစ်စိမ့်နဲ့ဘယ်ဘက်တစ်စိမ့်တွေကိုတွေ့နိုင်ပါတယ်ဝစ်စင်ထားတဲ့အဆောင်အယောင်ကိုကြည့်ရင်လည်းတက်လက်ဘဝတုန်းကတမာ9ရွက်ထောင်ပေါင်းကကိုစောင်းခဲ့ပြီး1889သတင်းစာပါအချက်လက်တွေအရတန်ကြီးဖြစ်လာချိန်မှာတော့တမာ12ရွက်ထောင်ပေါင်းကိုပြောင်းလဲစောင်းခဲ့တာတွေ့ရပါတယ်150ကျော်တက်တန်းရှိတဲ့ပါရီမြို့ကဒီရှားပါတက်ပုံဟာမြမတန်တမန်တမိုင်းအတွက်တကယ်ကိုတန်မိုးဖြတ်မရတဲ့မှတ်တမ်းတစ်ခုပါပဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းဝင်အကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like and follow လုပ်ထားဖို့မမေ့နဲ့နော်